အဲ့ဒီ speaking ပဲတည်တဲ့လေးလာခြင်းတဲ့သူတွေအများနဲ့လာမိတယ်အများနဲ့ချက်ပြပြတယ်ဒါပေမဲ့ဒီနေ့လည်းထပ်ပြီးပြောပြအောင်မယ်အဲ့ဒီ speaking တည်တဲ့လေးလာဖို့လေ့ကျင့်ဖို့နှစ်ခုစလုံးနော်လေးလာဖို့ရောလေ့ကျင့်ဖို့ရော speaking program လေးရှိတဲ့ website မြန်မာပိုင်းနဲ့ website လေးတစ်ခုရှိပါတယ်ဒါကတော့ Chan speaking လို့ဆိုအများနဲ့ညွှန်ပေးနေတဲ့ PMP website လေးပဲဖြစ်ပါတယ်ဒီ website မှာဒီ speaking program ကို basic ကနေစပြီးတော့လေ့လာပြီးတော့တခါတည်းလေ့ကျင့်နိုင်မဲ့အခွင့်အရေးတွေပါဝင်ပါတယ်ဆိုတော့ကိုက speaking တည်တဲ့လိုအပ်နေတဲ့ speaking မှာ speaking အရင်ဆုံးပြောတတ်မှဖြစ်မယ်ဆိုတဲ့သူတွေကဒီ speaking program ကို join နိုင်ပါတယ်ဒီ speaking program မှာဒီ conversation တွေနဲ့ speaking ကိုလေ့ကျင့်သွားရင်းနဲ့ကိုမသိသေးတဲ့စကားလုံးတွေအသစ်တွေ phrase အသစ်တွေပြီးတော့ vocabulary အသစ်တွေကိုလည်းတခါတည်းသင်ယူပြီးသားဖြစ်သွားမှာပါဒါပေမဲ့ဒီ PMP မှာက speaking program ပဲပါတာမဟုတ်ဘဲနဲ့ basic English program လည်းပါပါတယ် PMP website ရဲ့ program လေးတွေကို practice makes perfect third edition ဘုတ်ကနေပြီးတော့အသုံးပြုပြီးတော့သင်ကြားပေးထားတာဖြစ်ပါတယ် basic English program မှာဆိုလို့ရှိရင်တော့ grammar ကိုအဓိကထားပြီးသင်ယူရမှာဖြစ်ပြီးတော့မှကျောင်းသားကဆရာမနဲ့အတူတူလေ့ကျင့်ခန်းလေးတွေအတူလုပ်သွားတဲ့ပုံစံနဲ့သင်ရမှာပဲဖြစ်ပါတယ် speaking program မှာကကြတော့ topic တစ်ခုချင်းစီအလိုက်လေ့လာပြီးတော့တခါတည်းလေ့ကျင့်ရမှာဖြစ်ပြီးတော့မှဒီ speaking program လေးပြီးသွားပြီဆိုလို့ရှိရင်တော့ vocabulary အလုံးပေါင်း3000ကျော်သိရှိသွားမှာပဲဖြစ်ပါတယ်အဲ့ဒီ vocabulary အလုံးပေါင်း3000ကျော်သိရှိသွားတာဖြစ်တဲ့ကြောင့်မလို့ကိုယ့်ရဲ့ speaking skill ကလုံးဝကိုတိုးတက်လာမှာဖြစ်ပြီးတော့ကိုကပြောရဲဆိုရဲရှိလာမှာပဲဖြစ်ပါတယ်ပြီးတော့သူဖေးရတဲ့ topic တစ်ခုချင်းစီကိုကမလေ့ကျင့်လို့လည်းမရဘူးပေါ့နော် website ထဲမှာလေ့ကိုလေ့ကျင့်ရမယ်ဒါကြောင့်မလို့ဒီ program လေးကို join ပြီးသွားတဲ့အခါမှာကိုယ့်ရဲ့ speaking skill ကတိတိကျကျတိုးတက်လာမယ်လို့ချင်းအမှတ်ခံပါတယ်နောက်ပြီးတော့ speaking ထပ်ပြီးလေ့ကျင့်နိုင်မှုအတွက်အပတ်စဉ် speaking club ကိုလည်း join ရမှာပဲဖြစ်ပါတယ်ပြီးတော့လက်ဆောင် ebook လေးလည်းရရှိမှာပဲဖြစ်ပါတယ်ဆိုတော့ကိုယ့်ရဲ့ speaking skill ကိုတိုးတက်အောင်လုပ်နေအောင်ဒီဘက်မှာလည်းဒီ grammar လေးကို improve ဖြစ်ချင်တယ်ဆိုလို့ရှိရင်တော့ဆွမ်းနာချမ်းပြောတဲ့ basic English program နဲ့ဒီ speaking program ပေါင်းထားတဲ့ Do You program လေးကို join ဖို့အတွက်ချမ်းက recommend ပေးပါတယ်ဒီ PMP ရဲ့ program လေးတွေကို join ချင်တယ်ဆိုလို့ရှိရင်တော့ဒီ PMP practice make perfect မြန်မာ page မှာတွားရောက်ပြီးတော့မှစာပို့ပြီးတော့စုံစမ်းမေးမြန်းနိုင်ပါတယ်ချမ်းပြောသလိုပဲနှစ်ခုလုံးရဲ့ဈေးနှုန်းကကိုယ့်ရဲ့ skin care တစ်ဆက်ဆက် outfit တစ်စုံစာပဲရှိရဖြစ်တဲ့ကြောင့်မလို့တစ်လုံးလေးလာနိုင်မယ်ပြီးတော့ website မှာစနစ်တကျနဲ့အစည်းအကမ်းရှိရှိတည်တည်ချာလေးလာနိုင်မယ်ပြီးတော့မြန်မာလိုရှင်းပြချက်တွေလည်းပါတာဖြစ်တဲ့ကြောင့်မလို့အရန်လေးတန်ပြီးတော့မှကိုယ့်ရဲ့ speaking တိုးတက်လာစေဖို့ကိုလေ့ကျင့်ဖို့အများကြီးအထောက်အကူဖြစ်မယ်လို့ချင်းအများကြီး recommend ပေးပါတယ်ဒါကြောင့်မလို့လေ့လာခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ PMP မှာစာသွားပို့ပြီးတော့မေးမြန်းစုံစမ်းနိုင်ပါတယ်ဆိုတော့နောက်ထပ်အကျိုးရှိတဲ့ video လေးတွေကိုလည်းအများအားတင်ပေးသွားမှာဖြစ်တဲ့ကြောင့်မလို့ဆက်လက်ပြီးတော့စောင့်ကြည့်ပေးပါလို့ပြောချင်ပါတယ်ကြည့်ရှုပေးတော့ကျေးဇူးများတင်ပါတယ် Thank you for watching my video and see you in my next vlog bye bye